တယောက်တည်းရဲ့လွတ်လပ်မှုတွေဟာအများကြီးရှိတယ်တယောက်တည်းလွတ်လပ်မှုတွေဟာစာဖွဲ့လို့မကုန်နိုင်လောက်အောင်လွတ်လပ်မှုတွေရှိတယ်ဒါကြောင့်မလို့တယောက်တည်းနေတာကိုသိသဘောကျကြတယ်ပေါ့နော်သဘောကျကြတယ်နှစ်ယောက်နေပြီဆိုလို့ရှိရင်တော့ခုနခက်ခဲတွေနဲ့ကြောင့်ဒါကြောင့်မို့မြတ်စွာဘုရားရဲ့တပည့်တာဝကတွေဟာတော်ထဲမှာတယောက်တည်းနေလို့ရှိကြတယ်ဘုရားကိုယ်တိုင်ကလည်းဧကတ္တစရိတံသေယောတယောက်တည်းနေတာကောင်းတယ်ပိုကောင်းတယ်တယောက်တည်းနေဖို့ကြိုးစားအဖော်ဆိုတာတကယ်ကိုအဖော်ပြုလိုက်တဲ့ပုဂ္ဂိုလ်မှာသူ့ကိုအမိပြုရလို့ရှိရင်ကိုယ်မှာသီလသမာဓိပညာတွေတိုးတက်လာမယ်တရားဆွေးနွေးလို့ရမယ်မသိတာသိအောင်လုပ်လို့ရမယ်ဆိုရင်တော့အဲ့ဒီအဖော်ဟာလိုအပ်တယ်အဲ့ဒီလိုမဟုတ်ဘူးဆိုရင်တယောက်တည်းနေတာကောင်းမြတ်စွာဘုရားထိုသုတ်တန်တွေမှာဒီတိုင်းပဲဟောတာ